ငွေဆောင်မှာပင်လယ်လေးကိုငေးရင်ကိုချစ်ရတဲ့သူနဲ့ romantic ဆန်ဆန်လေးဖြတ်တန်းချင် Escala Hotel ရဲ့ဒါ romantic package ကတော့လုံးဝတော်တော်လေးမိုက်တယ် honeymoon ထွက်မဲ့လူတွေပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုကောင်မလေးနဲ့နှစ်ယောက်တည်းအဲ့လို anniversary တွေတာကျွန်းပဖို့ပဲဖြစ်ဖြစ် romantic လုံးဝဆန်ကျင်တဲ့လူတွေအတွက်ကတော့ဒါ Escala ရဲ့ romantic package ကိုလုံးဝရွေးတင်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီမှာ romantic package မှာပါတဲ့ဟာတွေပြရင်းနဲ့တခါတည်းပြောပြသွားမယ်ငွေဆောင်ဘက်ကိုသွားမယ်ဆိုရင်တော့ဒါပထမဆုံးဦးစားပေးရွေးတင်တာပေါ့ romantic package ဆိုတဲ့အတိုင်းအဲ့ရတွေအစားလုံးဝ romantic ဆန်နေအခန်းထဲရောက်တာနဲ့အုံးရည်လေးကိုအရင်တောက်ပြီးတော့နေတာအဲ့ရပေါ်ကနင်းစီပန်းလေးတွေကိုထိုင်ပြီးတော့ရည်နေရုံပဲ baby လေးတို့ romantic package မှာဒီမှာခိတ်လေးလည်းပြင်ထားပြီးရပြီးတော့ဒီမှာနင်းစီပန်းနဲ့ you know အခန်းလေးကလုံးဝ romantic package ဆိုတော့ဒီမှာလုံးဝ romantic ဆန်ဆန်လေးပဲနင်းစီပန်းနေနဲ့ share ပဲအခန်းလေးရဲ့ view ကလည်းတကားဖွင့်လိုက်တာနဲ့လုံးဝပင်လယ်ကြီးကိုတန်းပြီးတော့ခံစားလို့ရတယ်ပေါ့ပြီးရင်အပြင်မှာလည်းဝရန်တာမှာ AC လေးထိုင်ပြီးတော့ chill လို့ရတယ်မနေ့ရောက်တာနဲ့တော့လုံးဝ romantic breakfast ကနေပြီးတော့စပြီးတော့တနေကုန်မိုးလင်းတဲ့က romantic ထိုင်ပြီးတော့ဆက်နေအောင်ပဲတော်တော်လေးမိုက်တယ်မြန်မာမုန့်တွေရောပါမုန့်တွေရော Chinese food ပြီးတော့အဲ့လိုသမင်းကြော်ပဲပြုတ်သမင်းကြော်အဲ့လိုစုံမဲဗျပြီးအုံနှုတ်ခောက်ဆွဲကိုယ်တိုင်သွားယူစရာမလိုကိုယ်တိုင်သွားယူနေရရွေးနေရမှာတည်မလားဟာငါတော့ဒီဟာစမလားဟိုဟာစမလားဒီမှာromantic breakfast မှာအကုန်လုံးတူတူတစ်ခါထင်းမိထားလိုက်တော့ခေါင်းစားစရာမလိုတော့ဒီမှာတော့နံပြပါကျွန်တော်အကြိုက်မြန်မာ style မုန့်နေရောအများကြီးပဲမစားရတော့တော်တော်ကြာတော့ရဲဆိုတော့ထိုင်ဝမ်မှာစားရအောင်လေဆိုတော့ romantic breakfast မှာ baby လေးကိုရင်ကျွေးလိုက်မယ်Chinese style ဆန်ပြုတ်လေးငွေဆောင်ရဲ့နေဝင်ခါနီးအလှပေါ့တော်တော်လေးကိုလှတာဒီကောင်ကျော် Escala Love Tree okay ဗျာကျွန်တော်ညနေခင်းလေးမှာဒီမှာတစ်ပင်ပေါ်မှာချိတ်ဖို့အတွက်တဲပုံမှာစာလေးရေးမယ်ပြီးရင်ဒါ sunset cocktail လေးပေါ့ဒါကြောင့် Crystal Blue Beach ပြန်အောင်ပင်လယ်ပြင်ကြီးနဲ့အတူ Crystal Blue Beach အဲ့လို cocktail လေးနဲ့တော့မတိတ်မပြင်းဘူးပြောရင် Escala ရဲ့ signature cocktail ဒီကောင်ကျော်တိတ်မပြင်းဘူးပျော့လေးပဲလုံးဝ sunset ဟိုလိုနေရလေဝင်တော့မယ်ဆိုတော့အဲ့ vibe လေးနဲ့တော်တော်လေးကိုဘယ်လိုပြောမလဲ vibe တွေကမိနေရပဲဆိုတော့ရုံဆုံးဒီမှာခြေလိုက်မယ်ဆိုတော့ဇုံတွဲလာရင်ဒီမှာတစ်ပစ်မှာလာပြီးတော့ဒီအသေးပုံလေးမှာအမတ်တရလေးရေးပြီးတော့ချိတ်လို့ရတယ်ပြီးရင်အဲ့လို cocktail လေးတောင်းနေတယ်ပြောစရာအချိန်လေးတွေလုံးဝဖန်တီးလို့ရအောင်ဆိုတော့ဒီကတော့ Chesa Vlog ရဲ့ audience နဲ့ဒီ Escala ကိုလုံးဝအထူးကျေးဇူးပါပေါ့နော်Love you guys အဲ့ဒါလေးချိန်မယ်ကော်တေးလေးတောက်လိုက်အောင် Let's go ဘယ်နားမှာချိန်ရမလဲပြီးတော့ညနေဘက်မှာတော့လုံးဝ romantic ဆန်ဆန်လေးနဲ့ romantic dinner ကိုစားတော့မှာသူကကြလုံးဝကန်းချေရရေလေးတွေကိုကြည့်ရင်းနဲ့လုံးဝနေဝင်တာလေးကိုလည်းခံစားမယ်ပြီးတော့ရင်ချက်ရတဲ့လူလေးနဲ့အဲ့လိုနှစ်ယောက်တည်းလုံးဝမေးမရနိုင်တဲ့အမတ်တရတွေဘာတွေဖြစ်သွားနိုင်တယ်ဗျာညနေခင်းအချိန်လေးရလဲတော်တော်လေးကိုကြည်နူးစရာကောင်းတာတခါမှဒီလောက်ထိ romantic ဆန်တာမျိုးမစားဘူးဒါပထမအဆုံးပဲဘွားမှာ try ဖူးတာပေါ့တော်တော်လေးမိုက်တယ်ငွေဆောင်ရဲ့ညနေခင်းလေးရလဲလှလို့ Escala စီစဉ်ထားတဲ့ဒီ package ကြီးရလဲတော်တော်လေးကို fine တာပထမအဆုံးဒါ starter ရောက်လာပြီပေါ့ပထမအဆုံးကတော့ starter ကတော့လောက seafood salad ပေါ့နော်ဒီထဲမှာ squid တွေရောပါမယ်ဒီပဇွန်တွေရောပေါ့ဒါတော့ bread basket ပေါ့နေဝင်ချိန်လေးကိုကြည့်ရင်းနဲ့အဲ့လိုတည်မလားစားနေရတဲ့ vibe ကလုံးဝဟိုဘာနဲ့မှမတူဘူးဗျာဘွားမှလည်းတစ်ခါမှဒီလိုမျိုးလည်းမစားဘူးyou know ဆိုတော့try ကြည့်တင်တယ်ကိုရှေ့ရလူလေးနဲ့ပင်လဲအရာတာနဲ့လုံးဝတော်တော်လေးကိုပင်လေကြီးကိုတော်တော်လေးထိတွေ့နေရလို့ခံစားနေရခြေထဲဆင်းမှမဟုတ်တည်မလားပင်လေကြီးကိုကြည့်ရင်နဲ့ဘယ်လိုလေးစားလိုက်စကားလေးပြောလိုက်အဲ့လိုလုပ်နေရအကောင်းဆုံးပဲဗျာတည်မလားခြားပါမှလည်းတွေးမနေဘူးကောင်းနေမှာစေး life goes on you know တောင်းပေးချင်တာဒီက cream လေးရဲ့နောက်ပြီးရှင် brown ရဲ့နောက်ပြီးရှင် blue olive ရဲ့ဟုတ်ပြီးတော့ curry runner လေးပါတယ်ရှင်အတူမာလေးလည်းပါတယ်ရှင်တော့ပဇွန်ရတာလေးရောတော့မှပြစ်ပြစ်နစ်နစ်လေးနဲ့
ဆိုရင်ရတာစိမ့်စိမ့်လေးနဲ့တော်တော်ကောင်းတယ်ညနေရောက်တော့အဲ့လိုငွေဆောင်အေးလာလက်ပြတ်တာဝတ်ထားတယ်ချမ်းလာဟိုက fish and prawn pasta ပေါ့နော်တော့သူက base ကကြတော့ tomato base အလုံးရင်ကျွေးပါတယ်pasta လေးဒီ starter တွေရောဒီ soup ရော main course ရောဘာမှပြောစရာမလိုဟိုတရားအဲ့လိုတဲဖို့ကောင်းတာနေမဟုတ်ဘူးအတည်းမလားအစားတောက်တွေကလည်းလုံးဝ the best ပဲတော်တော်လေးကောင်းတယ်အားကြောင့်ပဲလူတွေကအဲ့လိုအစကလာကိုယူရကြပါတည်းမလားဒီကောင် hashi cake ပါရှင် hashi macaroni ပါမယ်ဒါလေးက strawberry syrup ပါရှင်ဒါကျတော့ strawberry jelly ပါရှင် strawberry jelly hashi cake hashi cake ဟုတ်ကဲ့ဟုတ် စာဒီကောင် hot cheese cake တကယ်တဲပုံလေးနဲ့ cheese cake လေးyeah ဆိုတော့ဒီ Escala ရဲ့ဒီ romantic package ပေါ့နော် package ကဒါ breakfast ကနေစတယ်ပြီးတော့ဘယ်လိုပြောမလဲ breakfast lunch dinner အကုန်လုံး perfect ပြောစရာမလိုအခန်းရောဘယ်လိုပေးထားတဲ့ facility ဝန်ဆောင်မှုတွေအစားအသောက်အကုန်လုံးပေါ့ဆိုတော့ဘာမှပြောစရာမရှိဘူးထိုင်ဝမ်မှာကျတော့တခါမှမရဘူးလေအဲ့လိုအတွေ့အကြုံပေါ့ဗျာထိုင်ဝမ်ကနေမြန်မာနိုင်ငံမှာပဲကျွန်တော်တို့ရနိုင်တဲ့အတွေ့အကြုံမျိုးကျွန်တော်ရလိုက်တာပေါ့ဆိုတော့အခုမင်္ဂလာဆောင်မဲ့လူတွေပဲဖြစ်ဖြစ်ဒါမှမဟုတ်အဲ့လိုခုမှရည်စားထားတော့ဒီမလားအတွဲတွေကွာအဲ့လို anniversary ဘာညာ trip တွေပါတွားမယ်ဘာညာဆိုရင်ဒါ Escala ကိုလောက recommend လုပ်တယ်ပြီးရင်အဲ့လိုတော်တော်များများလေး Escala ပဲရွေးကြရပဲဆိုတော့ကျွန်တော်တို့အဲ့လိုထူးလေတော့ပြောစရာတော့မလိုတော့ဘူးဆိုတော့ဗီဒီယိုထဲမှာလည်းမြင်ပါပဲဗျာဘယ်လောက်ထိအဲ့လိုဒီယိုလိုင်းစိတ်ကြည်နမ်းမှုရစေမလဲဆိုတာဒါဗီဒီယိုထဲမှာလည်းမြင်ပါပဲဆိုတော့ဒါ Escala ကို recommend လုပ်ပါတယ်